Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဖြိုးဟိုနေ့ကပဲပြားစာတုတ်လေးစားချင်တာနဲ့ပဲပြားစာတုတ်လေးအိမ်မှာလည်းလှုပ်စားရင်းနဲ့ပေါ့နော်တောင်းဆိုထားတဲ့သူများအတွက်ပြုလုပ်နည်းလေးကိုတခါတည်းဖြိုးကဗီဒီယိုလေးရိုက်ပြီးတော့တင်ပေးလိုက်ပါတယ်ရှင်ပဲပြားစာတော့ပြုလုပ်ရန်အတွက်ဖြိုးကပဲပြား9တုံးကိုသုံးထားပါတယ်ဒီဥဆုံးတစ်ရှူနဲ့တေချာလေးရေတုတ်ထားတဲ့ပဲပြားကိုအခုလိုမျိုးလေးပေါ့နော်တရိကန်ပုံစံလေးတွေလှီးပြီးတော့အစာတော့ရန်အတွက်အထဲမှာတခါတည်းဖြိုးကဓားလေးနဲ့ခွဲထားပေးလိုက်ပါတယ်တော်တော်များများကပြောကြတယ်ပေါ့နော်ပဲပြားအဝါကရှိလာပါညာပေါ့နော်ဖြိုးတို့နားမှာကျတော့ပဲပြားအဖြူထက်ဒီပဲပြားအဝါကပို့ပြီးတော့စားကြတယ်ပေါ့နော်ဈေးတွေပါမှာဆိုလို့ရှိရင်လည်းဒီပဲပြားဝါကိုပဲရောင်းသူကပိုများတယ်ပေါ့နော်အဖြူရောင်ကြတော့ဖြိုးတိတ်မတွေ့ဘူးပေါ့နော်ဒါလေးရတဲ့ရတာကတော့အတူတူပါပဲเนาะအဖြူရောင်လေးနဲ့အရောင်လေးပဲကွာတာပါပြရနဲ့ဖြိုးကဒီပဲပြားထဲကိုပေါ့နော်ရတာမို့လေးနဲ့တေချာလေးနည်းနည်းလေးရတာဝင်သွားအောင်လို့လူထားပေးလိုက်ပါတယ်ပဲပြားကိုရတာမို့နဲ့လူပြီးတာနဲ့ဖြိုးကခဏလောက်နှက်ထားပေးလိုက်တယ်ပြီးရင်တော့ပဲပြားစာတော့ရန်အတွက်ဖြိုးတို့ဂေါ်ဘီနဲငယ်ကိုလည်းခက်ပပနေထားလေးတွေလှီထားပေးလိုက်ပါမယ်เนาะခေါ်ဘီကိုလှီးပေးတာနဲ့ဖြိုးကငှုတ်တီစိမ်းနှဲငယ်ကိုလည်းခက်ပပနေထားလေးတွေလှီထားပေးလိုက်ပါတယ်ရှင်ဒီနီလေးကတော့ဖြိုးအိမ်မှာအမြဲလုံးစားတဲ့နီလေးပေါ့နော်ဖြိုးကပဲပြားစာတော့ဆိုလို့ရှိရင်အရန်ကိုကြိုက်ပါတယ်ပြီးရင်တော့တံမြားသေးတစ်လုံးစာလောက်ကိုလည်းဖြိုးတို့အစင်သက်လှီထားပေးလိုက်ပါမယ်နော်တံမြားသေးလှီပြီးတာနဲ့ရှောက်ရွက်နှင်းငယ်ကိုလည်းခက်ပပနေထားလေးတွေလှီထားပေးလိုက်ပါတယ်ရှင်ပဲပြားစာတော့ကရှောက်ရွက်လေးရှိမှသာအနက်လေးမှွေပြီးတော့ပို့ပြီးစားကောင်းမှာဖြစ်ပါတယ်ပြီးရင်တော့ဖြိုးတို့ပဲပြားလေးကြော်ပေးရန်အတွက်အိုးထဲကိုစီထည့်မယ်စီလေးပူလာတာနဲ့စနေမုံလေးနှင်းငယ်ကိုထည့်ပြီးတော့ခဏကရတာမုံနဲ့နေထားတဲ့ဒီပဲပြားကိုပေါ့နော်ဖြိုးတို့ထည့်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်ရှင်ပဲပြားလေးတွေကတစ်ဖက်မှာရွှေဝိုင်းရောင်လေးတွေတန်းလာတဲ့အထိပေါ့နော်ကြော်သွားပေးလိုက်ပါတယ်ရှင်တစ်ဖက်ကအရောင်လေးတွေကရင့်လာပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုအပြန်လှန်လေးလောက်ပြီးတော့ကြော်သွားပေးလိုက်ပါမယ်နော်ဒီနှစ်ဖက်စလုံးကလုံးဝအရောင်လေးညီသွားတဲ့အထိပေါ့နော်ကြော်သွားပေးလိုက်ပါတယ်ရှင်ဖြိုးကပဲပြားစားတော့ဆိုလို့ရှိရင်ပဲပြားကကျွတ်ကျွတ်လေးနေမှသာပို့ပြီးကြိုက်တယ်ပေါ့နော်အဲဒါကြောင့်ဖြိုးကဒီပြင်ခိုးလေးနည်းနည်းလေးကျွတ်လာတဲ့နေထားလေးရောက်တဲ့အထိပေါ့နော်ကြော်သွားပေးလိုက်ပါတယ်ရှင်ပဲပြားစာတုတ်ကဖြိုးတုံထားတာပဲပြား9တုံးဆိုလို့ရှိရင်တော့10ခုလောက်ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးစားလိုက်တာအကုန်လုံးနှီးပါတောင်ကုန်သွားတယ်ပေါ့နော်အရန်ကြိုက်ပါတယ်ရှင်အိမ်မှာဆိုလို့ရှိရင်တော့ပဲပြားစာတုတ်ကိုကြိုက်တာဖြိုးတယောက်ပဲရှိပါတယ်အရင်ကတော့ပဲပြားစာတုတ်ကိုအလောက်ထိမကြိုက်ဘူးပေါ့နော်ကိုယ့်ကိုလှုပ်စားရင်နဲ့အရန်ကိုကြိုက်သွားပါတယ်ရှင်ကဲဖြိုးတို့ကြော်သွားလိုက်တာပဲပြားလေးတွေကလည်းအရောင်လေးချင်းပြီးတော့ကျွတ်လာပြီဆိုလို့ရှိရင်တော့သူ့ကိုဆက်ထုတ်ပြီးတော့စစ်ပေးထားလိုက်ပါမယ်နော်ကဲခုဆိုလို့ရှိရင်တော့ပါဝင်တဲ့ပစ္စည်းလေးတွေလည်းအားလုံးကလည်းအဆင်သင့်ဖြစ်နေပါပြီအားလုံးလည်းအဆင်သင့်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြိုးတို့ပဲပြားစာတုတ်လောက်ရန်အတွက်ပေါ့နော်စပြီးတော့တုတ်ပေးရန်အတွက်ခွက်ထဲကိုဒီလှီးထားတဲ့တရွက်လေးတွေကိုထည့်ပေးလိုက်မယ်ပြီးရင်တော့ထောင်ထားတဲ့ပစုံ